ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဇူလိုင်20ရက်နေ့မှစပြီးဇူလိုင်29ရက်နေ့ထိတပတ်တွင်နေရာကို၍မိုးကြီးနိုင်ကြောင်းမိုးလေဝသနဲ့ဇလားပေတံညွှန်ကြားမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ချက်တွေကိုစူးစီးတင်ဆက်ပေးပါမယ်။နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းထပ်ပိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာနှံပြမိုးထစ်ချုံရပြီးတချို့ဒေသတွေမှာနေရာကို၍မိုးကြီးနိုင်ကြောင်းမိုးစလားကထုတ်ပြန်ထားပါတယ်မြန်မာကင်မရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာမိုးသက်လေးပြင်းကျစဉ်ရေပြင်မြေပြင်လေကတနအီကိုမိုင်30မှ35မိုင်ထိတိုက်ခိုက်နိုင်ပြီးလှိုင်းမြင့်မှာ9ပေမှ17ပေခန့်ရှိကြောင်းမိုးစလားရဲ့ခန့်မှန်းချက်တွေမှာမြင်တွေ့ရပါတယ်ရှင်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံတွေအားကောင်းလာနိုင်ခြင်းနဲ့ဘင်္ဂလားပင်လယ်အော်မှာလေထုမငြိမ်မသက်ဖြစ်မှုဖြစ်ပေါ်လာနိုင်ခြင်းကြောင့်မိုးသက်ထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခိုက်ခြင်းရုတ်တရက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည်တို့ဖြစ်ပေါ်နိုင်ကြောင်းအသိပေးထားပါတယ်။သို့ဖြစ်ပါ၍ကုန်းမြင့်ဒေသနှင့်မြင့်ငယ်ချောင်းငယ်နီးနေထိုင်ကြသူများပြည်တွင်းလေကြောင်းပြန်တန်းရင်မြန်မာကမ်းရန်တချောင်းနှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကန်နီကန်ဝင်းငါးဖမ်းရေရင်များတင်မောရီအနေနဲ့သတိပြုရန်မိုးစလားရဲ့အသိပေးနှိုးဆော်ချက်တွေမှာမြင်တွေ့ရပါတယ်။ယမန်နေ့နနက်9နာရီခွဲချိန်မှာယနေ့မနက်9နာရီခွဲချိန်ထိမိုးလေဝသတိုင်းထွာချက်ကျင်းချုပ်ရာလွန်ခဲ့သော24နာရီတွင်ကတနင်္သာရီတိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့မှာတိမ်သင့်တင်ဖြစ်ထွန်းခဲ့ပြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့မှာနေရာကျဲမွန်ပြည်နယ်မှာနေရာစိတ်စိတ်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထချုံရွာခဲ့ပြီးကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးခဲ့ပါရရှင်မှတ်သားဖွယ်ရမိုးရေချိန်တွေကစစ်တွေမှာ 3.66 လက်မှာမြကြီးမြနားမြို့မှာ 3.54 လက်မှာရွှေကူမြို့မှာ 1.85 လက်မှာမိုးကုတ်မှာ 1.5 ခွန်လက်မှာမိုးကောင်းမြို့မှာ 1.41 လက်မှာဟောင်းမလင်းမြို့နယ်ကတာမြို့တို့မှာ 1.38 လက်မှာလာပုတ္တာမြို့မှာ 1.22 လက်မှာမန်အောင်မြို့နယ်တာချီလိန်မြို့တို့မှာ 1.18 လက်မှာနဲ့ကျိုင်းတုံမြို့တို့မှာ 1.33 လက်မှာတို့ဖြစ်ကြပါတယ်ဘင်္ဂလားပင်လယ်အော်ခြေနေကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံတွေအားတင်းတင်းရှိနေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်သင့်တက်မှတိမ်ထူတက်နေပါတယ်။နက်ဖြန်မနက်ထိခံမှန်းချက်ရမကွေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်တို့မှာနေရာကျဲမန္တလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံ့ပြားမိုးထချုံရွာပြီးအေရဝတီတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကို၍မိုးကြီးနိုင်ပါတယ်။ရွာရန်လုံးဖြစ်ပါတယ်ရှင်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်ဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်ရွှေလျက်ရနေရာတခြားမိုးရွာသွန်းခြင်းနှင့်တူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရဲ့အကြံပြုအပ်ပါတယ်ရှင်မြန်မာကင်မရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းမိုးသက်လေပြင်းများကြောက်ပြီးလှိုင်းသင့်တက်မှလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကျခြင်းရေပြင်းမြေပြင်းလေဟာတနအီကို25မိုင်မှ30ထိတိုက်ခိုက်နိုင်ပါတယ်လှိုင်းမြင့်မှာမြန်မာကင်မရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိပြီးနောက်နှစ်အတွက်ခန့်မှန်းချက်ရရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးပိုလာနိုင်ပါတယ်ရှင်နေပြည်တော်နဲ့အနီးထွက်အတွက်မနေ့ဖြန်မနေ့ထိခန့်မှန်းချက်ရနေရာကွက်ကြားမိုးထစ်ချုံရွာပြီးရွာရန်လုံးပြည့်ဖြစ်ပါတယ်ရန်ကုန်မြို့နယ်နီးဒရိုက်အတွက်မနေ့ဖြန်မနေ့ထိခံမှန်းချက်ရမိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပြီးရွာရန်လုံးပြည့်ဖြစ်ပါတယ်မန္တလေးမြို့နယ်နီးဒရိုက်အတွက်မနေ့ဖြန်မနေ့ထိခံမှန်းချက်ရနေရာကွက်ကြားမိုးထစ်ချုံရွာပြီးရွာရန်လုံးပြည့်ဖြစ်ပါတယ်ရှင်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံတွေအားတင်းတင်းရှိပြီးကပလီပင်လယ်ပြင်တောင်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်သင့်တက်မှတိမ်ထူတက်နေပါတယ်ဒီအတွက်ကြောင့်ရန်ကုန်မှာတနင်္သာရီကင်မရန်တခြားပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်ရယနေ့မွန်းတက်မှနောက်24နာရီတွင်နေရာကျဲမိုးထစ်ချုံရွာပြီးအမြင့်တာ4မိုင်မိုးရွာစဉ်တပိုင်းခန့်ရေပြင်းလေးနောက်သို့မဟုတ်နောက်တောင်တနအီကိုပင်လယ်မိုင်15မိုင်မှ-30တခါတည်းမိုင်30နဲ့လှိုင်းသင့်တက်မှလှိုင်းကြီးနိုင်ပြီးလှိုင်းမြင့်မှ9ပေမှ9ပေခန့်ရှိပါတယ်
ရန်ကုန်မှာရခိုင်ကမ်းရန်တလျှောက်ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်အရယနေ့မွန်းတက်မှနောက်24နာရီတွင်နေရာနှံပြမိုးထစ်ချုံရွာပြီးမြင့်တာ4မိုင်မိုးရွာစဉ်1မိုင်ခန့်ရေပြင်လေတောင်သို့မဟုတ်နောက်တောင်တနအီကိုပင်လယ်မိုင်15မိုင်မှမိုင်20တခါတရံမိုင်30နဲ့လှိုင်းတင်တင်မှလှိုင်းကြီးနိုင်ပါတယ်လှိုင်းမြင့်ကတော့9ပေမှ9ပေခန့်ရှိပါတယ်ရှင်မိုးကြီးမဲ့သတိပေးချက်မှတ်စဉ်ရ2026ခုနှစ်ဇူလိုင်လ20ရက်နေ့မိုးကြီးမဲ့သတင်းတွေရယနေ့မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုင်းထွာချက်တွေရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံတွေအားကောင်းနေခြင်းကြောင့်၎င်းဘင်္ဂလားပင်လယ်အော်တို့မှာဤတုမငြိမ်မသက်ဖြစ်ပေါ်လာခြင်းကြောင့်၎င်းယနေ့မနေ့မှာ28ရက်9လ2026ရက်နေ့တွင်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာနှံပြမိုးထစ်ချုံရွာပြီးအချို့ဒေသတွေမှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်ရှင်။မြန်မာကမ်ရင်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရန်ဖန်ရန်ကမိုးသက်လေးပြင်းများကြပြီးလှိုင်းကြီးနိုင်ပါတယ်ရှင်။တို့ဖြစ်ပါ၍ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံတွေအားကောင်းနိုင်ခြင်းကြောင့်၎င်းပင်္ဂလားပင်လယ်အော်မှာလေတုမငြိမ်မသက်ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်းမိုးသက်ထန်စွာရွာသွန်းခြင်းနှင့်တူလေပြင်းတိုက်ခိုက်ခြင်းရုတ်တရက်ရေကြီးခြင်းမြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်တွေကိုအထူးသတိပြုဖို့အရေးကြီးလာပြီးကန်နီကန်ဝင်ငါးဖမ်းရေရင်များသင်္ဘောများအနေနဲ့ကြိုတင်သတိပြုနိုင်မှရန်အသိပေးနှိုးဆော်လိုက်ပါရရှင်ပရိသတ်များရှင်ယနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကိုပြီးဆုံးသည့်ဒီအချိန်ပေးပြီးနားဆင်ကြည့်ရှုနေကြတဲ့ပရိသတ်တူးချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်